เรื่องกุศลปัญญาตั้งใจไหนมาพิบาร์ก็อยากกูดีตามาเทศปัญญากูสิบุไหนบีเราดีตาเรื่องมาเบที่เทศานเสียงกูมีกูอัธยาศัยเนี่ยจีรามาชีจะสัจจงกามูลรันจงมีอะไรรันจงนั่นจงกานี่บีเราปัญญาตีมาพิบาร์น้องสุยมโปโลยาสิตาแบบมีเล่นท่าบาร์ကျေးဇူးတင်ပါတယ်ရှင်အခုလိုကျွန်တော်ကျမတို့မင်းမြတ်မြတ်ကိုစိတ်ရှိလက်ရှိနဲ့ဖြေချပေးတဲ့အကြောင်းကြီးကြီးတကွကာယကလူကြီးများနမနကျွေးရမှာရွာသူရွာသားများအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ခင်ဗျာကျွန်တော်တို့လည်းအခုလိုလာရောက်တွေ့ဆုံပြီးတော့ကျွန်တော်လုပ်ငန်းခွင်ကိုကြည့်ချွအားပေးတော့မှစိတ်ဝင်စားမင်းမြတ်ပေးတဲ့အတွက်အကံကိုအဖွဲ့အစည်းကိုအထူးပဲကျေးဇူးတင်ဝမ်းမြောက်လာကြောင်းကြည့်ရကိုစားကာယကိုစားအားလုံးအတွက်ကိုကျေးဇူးတင်ကြောင်းပြောကြားလိုပါတယ်ခင်ဗျာ见你空啊，对着你公呀，越大谁大开马的你家一个，路路比少美丽，把你妈都别妈的，你家呀没都得呀没来对你呀谁都亲嘞。ကျောင်းကြီးခင်ဗျာအခုဒီနေ့ဒီနမနာအလေတန်းကျောင်းကြီးကိုအောင်မြင်စွာနဲ့ဖွင့်ပွဲလုပ်နေတဲ့အတွက်ဆရာကြီးရဲ့ရင်ထဲမှာဘယ်လိုပြည်တိခံစားနေရတယ်ဆိုတာသိချင်ပါတယ်ကျေးဇူးပြုပြောပြပါဦးဟုတ်ကဲ့ဒီဖွင့်ပွဲမှာဒီနေ့ဒီချိန်ကလို့အပျော်ဆုံးနေ့ကတော့ဒီနေ့အပျော်ဆုံးလို့တတ်မှတ်ရမှာပဲဘာကြောင့်လဲဆိုတော့ဖွင့်ပွဲစကြတဲ့နဲ့ကျောင်းသူကျောင်းသားတွေနဲ့ဘင်ခါနဲ့ဒိန်းကနေမြည်လိုက်တာနဲ့ကျွန်တော်တို့ရင်ခုန်တန်းကြီးလည်းဒိန်းကနေမြည်တော့မှရင်ခုန်ကြည်နူးမိပါတယ်မြေတောင်လေချင်းစိတ်တွေပေါက်လာပါတယ်ဘာလဲဆိုတော့ကျွန်တော်ဒီဒေတာမှာဒီလောက်ကောင်းတဲ့ကျောင်းဆောင်ကြီးနဲ့နောင်လာမဲ့အနာဂတ်သားကောင်းတွေအတွက်ခြေခံကောင်းတဲ့နေရာကြီးဖြစ်ရမှာကိုတွေးပြီးတော့မှပီတိဖျားရသလိုအလူရှင်များအပေါ်ဥယျာဉ်ဘာလာနဲ့မိသားစုကေဝံအဖွဲ့အစည်းများအပေါ်ကူညီပေးကြတဲ့တိုင်မှုများအဖက်ဖက်ကဆောင်ရွက်ပေးရတဲ့ပုဂ္ဂိုလ်ကြီးများကိုအထူးပဲကျေးဇူးတင်ရှိပြီးမှအပျော်ဆုံးနေ့လို့ကျွန်တော်ဘဝမှာတော့ခံယူမိပါတယ်ပျော်လဲပျော်ပါတယ်အားလုံးကိုကျွန်တော်တိုင်းရင်းသားတွေလည်းတွေ့ဆုံရတဲ့နေ့ဖြစ်တဲ့ကြောင့်မို့ချစ်တီရင်းနှီးမှုလည်းရမယ်လို့မျှော်လင့်လို့ကျွန်တော်အဖက်ဖက်မှာပျော်စရာကောင်းတဲ့နေ့တစ်နေ့လို့ကျွန်တော်သတ်မှတ်ပါတယ်ကျေးဇူးတင်ပါတယ်အခုလိုဒီနိုင်ငံတော်အစိုးရနဲ့ငြိမ်းချမ်းရေးယူထားတဲ့ဖွဲ့စည်းတစ်ခုဖြစ်တဲ့ KO ဗဟိုဌာနချုပ်ကနေမှကျွန်တော်ဒီပြည်သူလူထုအတွက်ဒေသဖွံ့ဖြိုးရေးစီမံကိန်းများကိုနေရာနှံ့နေညမအားမလတ်ပဲကြိုးစားဆောင်ရွက်ပေးနေတာကျွန်တော်ငြိမ်းချမ်းရေးအသီးအပွင့်အရသာနှစ်တာရလို့ဆိုရမှာပေါ့နော်ဟုတ်ကဲ့ခင်ဗျ။ဒါလည်းဆိုတော့ကျွန်တော်တို့သူ့ကလည်းပြည်သူရဲ့ကေအဖွဲ့ရဲ့အစိုးရအဖွဲ့ရဲ့ကြောသားရင်သားမခွဲခြားဘဲနဲ့ကျွန်တော်တို့ကိုမိဘပြည်သူတွေနဲ့သားသမီးများအပေါ်မှာဆက်ဆံရေးတပြေးညီဖြစ်နေတာကိုမြင်တာနဲ့ပဲဝမ်းသက်ပီတိဖြစ်ရလို့ပင်ပန်းတဲ့မြဒီကျောင်းကြီးကိုကျွန်တော်ရက်တူလေးနဲ့ပြောမယ်ဆိုတော့၄လကျော်လောက်နဲ့အပြီးတက်ခဲ့ရတယ်။အမတန်ပင်ပန်းနာနေပြီးမှစိတ်နဲ့ကိုယ်နဲ့ကိုမကတိပင်ပန်းတယ်။ဒါပေမဲ့ဒါတွေဟာဒီနေ့ပြရွှေရှင်ကြီးနဲ့ပဲကျွန်တော်ကအရာရာကိုအောင်မြင်သွားပြီလို့ကျွန်တော်အနေနဲ့ခံယူပါတယ်။မူ900နဲ့အညီဒီလိုက်ဒေတာရဲ့ပညာရေးဖွံ့ဖြိုးရေးလမ်းကြောင်းပေါ်မှာကျွန်တော်ကတင်းတင်းတယ်တယ်ကြီး6လနိုင်ပြီးမျိုးလင်းချက်အလင်းတန်းကြီးဟာထိုးပြလာတဲ့အကြောင်းမို့ဒါဘုရားသခင်ကျေးဇူးရောကျွန်တော်ဥယျာဉ်ပါတဲ့အဖွဲ့ဆိုရင်ကျွန်တော်ကနတ်တရားလာမှတယ်လို့တောင်းမှကျွန်တော်ကထင်မိပါတယ်။အဲ့ဒီဝမ်းသာပါတယ်။ โอเคအခုလိုစိတ်ရှည်လက်ရှည်နဲ့ကျွန်တော် New Star Media ကနေမင်းများတို့ကိုဖြေချပေးတဲ့နမနာအလေတန်းကျောင်းကြီးကိုတူကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ကျွန်တော်လည်းထပ်တူချမ်းသာကျေးဇူးတင်ပါတယ်ကျေးဇူးပါဆိုင်